တွေ့ပြန်ပြီ organic မကြည့်အောင် organic စားလို့ရတယ်နော် ဒီမှာသမီးဘဝဆိုတာစက်ပတ်လိုပဲကွယ်ဘလောက်ပဲအကြက်အတဲတွေနဲ့ရင်ဆိုင်ရအချိန်တန်ရင်သူ့ဟာသူခြောင်လေသွားတာပါပဲ ကိစ္စတိုင်းကိုဒေါသနဲ့ဖြေရှင်းလို့မရဘူးဆိုတာဂွေးဥကိုချင်ကိုက်မှပဲတကယ်ယုံသွားတယ်သားတို့ရေ ရှေ့လူကြီးတွေပြောစကားတဲလဲမှန်ပေးတာကို ဘာတွေမနေတာတော့ဖေရဲ့ ဗစက်နှခမ်းတွေတဆက်ဆက်လုပ်ရင်ဟင်းကောင်းနဲ့ထမင်းစားရတယ်ဆိုတာလေမနေ့ကဆိုအဖေနှခမ်းတွေတဆက်ဆက်လုပ်နေတာဟောဒီနေ့လေကြာရောဟင်းကောင်းနဲ့ထမင်းစားရတော့တာပဲ ဟဲဒါဆိုသမီးယောက်ျားကိုအောင်မောင်သမီးစီပြန်လာမှတေချာသွားပြီဖေ ဘယ်လိုလုပ်သိတာတော့ သမီးဖိနှခမ်းတွေလှုပ်နေလို့လေ ဒါကဘာလို့ပိတ်လိုက်တာလဲရွာအမျိုးတွေလာလဲဖို့ပြောထားတာ哦 ဟုတ်တယ်ဖွာဒလားအ ਨੇ တို့အုပ်စုတရက်သေးကို TikTok အပုတ်40လောက်လာရိုက်သွားလို့အထက်ကမျက်စိနောက်ပြီးပိတ်ခိုင်းလာ မင်းကိုကြီးလားပြေးလေးကိုကက်အဲ့ကလေးအားကြတယ်လေဟုတ်မှာအမပါလည်းနဲ့ကြောမင်းကိုကြီးလားပြေးလေးကိုကက်မင်းကိုကြီးလားပြေးလေးကိုကက်နှစ်ထောက်ဝလာခဲ့တယ်တကယ်ချင်းနှစ်ထောက်လာဟဲ့တော့တော့ဘူးတာဟဲ့ယောက်ျားဘာထောက်တယ်ပြမိမတောင်မန်းတယ်ဟဲ့အဲ့ဒါငါကြားဘူးရဲ့အောက်စားတောက်ဘူးရဲ့သူတို့ဒူးတော့ပဲငါကကြာကဒီနေ့တော့ကြိတ်ပြီပါတမန်မရကောက်လာခွာလာတမန်မကောက်လာကမိမအဲ့ဘာလို့လဲအဲ့ဒါတမန်တော့ဝဲတော့မတော့ဘာမှမမရှိတော့ဘူးလို့ကသာအဲ့ဒါအဲ့ဒါငါအဲ့ရပါစောင်းနေမယ်အေးစောင်းနေကွာဟုတ်တယ်ဆက်လေမောင်ရကြပြပါဘာရတယ်ပါကိုစမန်းဆိုတော့အဲ့နဲ့အိတ်နေပြီလားဆိုအဲ့ဒါမိမတွေငါပင်မန်းလို့တော့ငါအိတ်တော့မှာတဲ့အဲ့ဒါအကြက်နဲ့တောင်းတာမတောက်တာတော့မဟုတ်ဘူးလား ဒီသားမျောလင့်ထားတာမလား တားပြောရတယ်ဗျာမလားမထားပါ